ဆွတ်တောင်းခြင်းချီးမွမ်းခြင်းနှင့်ဂတိတော်များဇန်နဝါရီလ25ရက်စာလံကျမ်းခန်းကြီး7အခန်းငယ်1မှ9ထွက်ပြေးခြင်းနေပါသလားသင်ထွက်ပြေးခြင်းတကယ်သို့ခံစားမှုပါသလားသင်တို့သည်ငါ၏စိတ်ဝိညာဉ်အားငှက်ကဲ့သို့သင်၏တောင်ပေါ်သို့ထွက်ပြေးလော့ဟုမိတို့ဆိုနိုင်မည်နီအခန်းငယ်1ကျွန်ုပ်တို့အားလုံး၌လက်လျှော့အရှုံးပေးခြင်းသည့်နေ့ရက်များရှိကြပါသည်ကျွန်ုပ်တို့လက်မြအရှုံးပေးကတော်ပြီငါမလုပ်တော့ဘူးငါထွက်သွားတော့မယ်ဟုဆိုကြသည်အချို့အချိန်များ၌ကျွန်ုပ်တို့သည်အနားယူရန်နှင့်ဘဝအမြင်သစ်များရရှိရန်ထွက်သွားဖို့ရန်လိုအပ်ပါသည်ကျွန်ုပ်တို့သခင်ယေရှုသည်မိမိ၏တပည့်တော်များအားထွက်ခွာလျက်ခဏအားဖြည့်၍ငြိမ်သက်စွာနေကြစို့ဟုပြောခဲ့သည်ဗန့်ချန်နာကတင်သည်မနာဘဲဆက်လုပ်နေပါကတင်ပြိုလဲသွားလိမ့်မည်ဟုတစ်ချိန်ကမှတ်ချက်ပေးခဲ့ပူသည်သို့သောစာလံဆရာသည်အားလက်ရဲ့အကြောင်းပြောနေခြင်းမဟုတ်ပါဆိုးရုပ်သောသူတို့သည်လေးကျိုးပေါ်တွင်မြှောက်ကိုတင်၍ချိန်ရွယ်ထားကြပြီအခန်းငယ်နှစ်မတရားသောသူတွေကဒီနေရာကထွက်သွားပြီးတောင်ထိပ်တစ်ခုပေါ်မှာတမန်ကျမ်းစာညီလာခံကောင်းကောင်းတစ်ခုလောက်ကြစို့ဟုသူတို့ကပြောနေခြင်းပင်တင်သည်ထွက်ပြေးခြင်းစိတ်သို့မဟုတ်ပြန်တန်းသွားလိုစိတ်ဖြစ်လာသည့်အခါဖျားသခင်ပလင်တော်သည်ခိုင်ခန့်မြဲမြံလျက်ရှိကြောင်းသတိရပါထာဝရဘုရားသည်မိမိ၏တန်ရှင်သောဗိမာန်တော်၌ရှိနေပါသည်ခက်ခဲသောအချိန်တစ်ခု၌ဟေရှာယသည်မောကြည့်လိုက်သောအခါဖျားသခင်သည်သူ၏အလွန်မြင့်မြတ်သောပလင်တော်ပေါ်၌ထိုင်နေတော်မူသည်ကိုမြင်တွေ့ခဲ့သည်ဗျာဒိတ်ကျမ်း၌ယောဟန်သည်သခင်ဖျားကိုပလင်တော်ပေါ်၌တွေ့မြင်ခဲ့ပြီးထိုအရာကသူ့အားခွန်အားအသစ်ပေးခဲ့သည်တောင်ပေါ်သို့မထွက်ပြေးဘဲကျေးဇူးတော်ပလင်စီသို့ပြေးသွားပါတင်သည်လက်လျှော့အရှုံးပေးလိုစိတ်သို့မဟုတ်ထွက်ပြေးလိုစိတ်ဖြစ်လာသည့်အခါတင်ဤပြဿနာများထဲ၌မထွက်ပြေးနိုင်တဲ့ကဲ့သို့မိမိကိုမိမိထံမှလည်းထွက်ပြေး၍မရကြောင်းသတိရပါအဖြေမှာထွက်ပြေးခြင်းမဟုတ်ဘဲပြေးဝင်ခြင်းဖြစ်သည်၎င်းသည်အကူအညီလိုအပ်ချိန်၌ကူညီမဆသည့်ကျေးဇူးတော်ကိုရှာဖွေတွေ့ရှိရန်ကျေးဇူးပလင်စီသို့ပြေးဝင်ခြင်းဖြစ်သည်လက်လျှော့အရှုံးပေးလိုသည့်အချိန်များသည်တင့်အတွက်ကြီးမားသောအခွင့်အရေးများဖြစ်နိုင်သည်အကြောင်းမှာဘုရားသခင်သည်တင့်ကိုကြီးထွားစေရန်တည်ဤဒုက္ခအခက်အခဲများကိုအသုံးပြုသောကြောင့်ဖြစ်သည်တင်ထွက်ပြေးခြင်းသောစိတ်ဖြစ်လာသောအခါဘုရားသခင်၏သားသမီးတဦးအနေဖြင့်တင်၏အခွင့်အရေးကိုအရယူကာကျေးဇူးပလင်သို့ချဉ်ကပ်ပါပုဂ္ဂိုလ်ရေးအကူအညီနှင့်တင့်အတွက်အဝင်ခွင့်ကြဖြစ်သောအကူအညီကိုထိုနေရာ၌တင်တွေ့ရလိမ့်မည်